နောက်တစ်ခုကျတော့လေအဲ့ဒီအဖြူစင်းတဲ့ပြဿနာပေါ့နော် main လေးဆိုလို့ရှိရင်ပုံမှန်အဖြူစင်းတာကဘယ်လိုမျိုးလဲဟိုပိုးဝင်တဲ့အဖြူစင်းတာမျိုးကကြတော့ဘယ်လိုမျိုးလဲပေါ့နော်ပိုးဝင်လားမဝင်လားဆိုတော့ဘယ်လိုအချက်ကလေးတွေကိုကြည့်ပြီးတော့သိနိုင်မလဲပေါ့ဆရာမအဖြူစင်းတိုင်းကြောက်စရာမလိုပါဘူးပေါ့နော်ပထမအဆုံးပြောချင်တာလေအဖြူစင်းတာနဲ့ဆေးကန်းကိုရောက်လာတယ်အဲ့လိုမျိုးခဏခဏတွေ့ရတယ်ကျမတို့ဆိုရင်ဒီမကုဘဲနဲ့ပြန်လှုပ်လိုက်တာပေါ့နော် health education ပဲပေးလိုက်တယ်နံပါတ်1ကတော့အဖြူစင်းတိုင်းကြောက်စရာမဟုတ်ပါဘူးသွေးမဆုံးသေးတဲ့အမျိုးသမီးအားလုံးက vaginal secretion ကတော့ရှိတာကြီးပဲပေါ့နော်ဒါမှသာလျှင်ဒီမိမိရဲ့မိန်းမကိုလေးကဆူဆွနဲ့ယောဂပိုးမဝင်လို့ရအောင်ဟန်တာပေးတာပေါ့နော်သူက vagina မှာဆိုရင် acidic media ရှိတယ်ဒီ acidic media ရှိတော့မှအပြင်ကပိုးမွှားတွေမဝင်နိုင်ဘူးမှုပိုးတွေမဝင်နိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်မကြိုက်တာကကြတော့ဒီမိမကိုတန့်စင်ဆေးကြီးပေါ့နော် feminine fresh တွေသုံးတာမျိုးကိုကြိုက်ပါတယ်အဲဒါပေမဲ့အရေးကြီးဆုံးပေါ့နော်အရေးကြီးဆုံးကတော့အပြင်ကိုပဲဆေးရမယ်အတွင်းထဲကိုဆေးတာမျိုးမလုပ်ရဘူးပေါ့နော်လုပ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ဒီ mechanism ဟိုကာကွယ်ထားတဲ့ protection ကာကွယ်ယောဂဘုံမိုးအောင်ကာကွယ်ထားတဲ့အကာအကွယ်ကြီးပျက်စီးသွားမှာဆိုလို့ကွာအဲကြောင့်မလို့အပြင်မှာပဲဆေးပေါ့နော်ထဲထဲကိုနှိုက်ဆေးတာမျိုးတော့ရှောင်ကျဉ်သင့်ပါတယ်ဟုတ်ကဲ့မတို့ပြပြသွားတဲ့ကျောင်းရလေးနဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာလေးရှိခဲ့တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment မှတ်ငယ်လို့ရတယ်နော်